synchronization တော့မဟုတ် parallel operation ရော generator ကိုသိဖို့ဆိုရင်ဥပမာတစ်ခုနဲ့ပြောမှရပါမယ်စက်ရုံလုပ်ငန်းတစ်ခုမှာမူလရှင်းနေပြီးသားမော်တာနဲ့ဆက်ရနေရတဲ့အတွက်မီးစက်တစ်လုံးနဲ့ပါဝါပေးထားတယ်နောက်ကြတော့ဒီစက်ရုံမှာလုပ်ငန်းတွေတိုးချဲ့ဖို့အတွက်မော်တာနဲ့ဆက်ရနေရတဲ့အသစ်ထပ်မံတက်ဆင်တယ်အသစ်ထပ်မံတက်ဆင်လိုက်တဲ့မော်တာနဲ့ဆက်ရနေရတဲ့အတွက်မီးစက်နောက်ထပ်တစ်လုံးထပ်ဝယ်တယ်ဒီလိုမီးစက်နောက်ထပ်တစ်လုံးထပ်ဝယ်လို့ရှိရင်အသစ်မော်တာနဲ့ဆက်ရနေရတဲ့အတွက်မီးစက်တက်နဲ့ပေါဝါလိုင်းတစ်လိုင်းဆွဲပြီးတော့ကျွန်တော်တို့တက်ဆင်ပါလားဒါမှမဟုတ်ရှင်းနေပြီးသားပေါဝါဂရစ်ထဲကိုပဲမီးစက်အဟောင်းနဲ့မီးစက်အသစ်ကိုအတူတူကချိတ်ဆက်ပြီးတော့မောင်းနေတယ်ဒီလိုမောင်းနေတာကို parallel operation of generator synchronization လို့ခေါ်ပါတယ်ဒီလို synchronization လုပ်ရင်အဖြစ် power grid ရဲ့ stability တည်ငြိမ်မှုကိုလည်းရရှိစေတယ်။ voltage ရဲ့ frequency disturbance ဆိုတဲ့ line တည်ငြိမ်မှုအနှောက်အယှက်မှလည်းကင်းစေတယ်။ပြီးတော့ load sharing လို့ခေါ်တဲ့ဒီမီးစက်နှလုံးဟာ load တွေကိုအတူတကွထမ်းဆောင်တဲ့အတွက်မီးစက်ရဲ့တက်တန်းလည်းကြာရှည်စေပါတယ်။ပြီးတော့ synchronization သို့မဟုတ် parallel operation ရော generator ကိုလုပ်မယ်ဆိုရင်လိုအပ်တဲ့အဓိကအချက်တွေကိုကျွန်တော်တို့သိဖို့လိုပါတယ်။အဲ့ဒီအချက်လက်တွေကိုကျွန်တော်လေ့လာကြည့်ကြအောင်။